အဖွားမင်္ဂလာပါဖွား မင်္ဂလာပါသမီးလေးရဲ့ သမီးတို့ကလေဟွာလေမိကုန်းလေးမေးပြီးတော့စုချင်းမြင့်တဲ့အစီအစဉ်လေးပါအဖွားဟုတ်အဖွားဗုဒ္ဓဘာသာလားရှင် ဗုဒ္ဓဘာသာပါ အဲ့ဆိုအဖွားဗုဒ္ဓဘာသာဆိုလေအိမ်မှာလေဟိုရွတ်ဆိုပူဇော်နေတာရှိရဲ့ဂုံတော်လေးသမီးကိုပူဇော်ပြပါလားရှင် ဟိုရွတ်ထားတော့အများကြီးပဲလေ ဖွားပဲလောက်ပြပါ ဟေတုပိစေယောအာရမဏပိစေယောအဓိပတိပိစေယောအနန္တရပိစေယောသမနန္ဒပိစေယောသဟဇာတပိစေယောဉာဏ်မြညာပိစေယောနေတရာပိစေယောဥပနိတရာပိစေယောကုယေဇာတပိစေယောပိစ္ဆဇာရပိစေယောအတိဝနာပိစေယောကာမပိစေယောဝိပါကပိစေယောအာဟာရပိစေယောအိန္ဒြိယပိစေယောဇာနာပိစေယောမေဃပိစေယောအံပြုတ်တပိစေယောဝိပယုတ်တပိစေယောအဋ္ဌိပိစေယောနတ္တိပိစေယောဝိကေရပိစေယောအဝိကေရပိစေယောတိ โอเคကျေးဇူးပါအဖွားအဖွားအဲ့ရောလေပဋ္ဌာန်းပေါ့နော်ပဋ္ဌာန်းပြင်တခြားဘာတွေရောအဖွားရွတ်သေးလဲအိမ်မှာ ဟိုဇလွန်ပြေတော်ပြန်လေးလည်းရွတ်တယ်ဒါပေမဲ့အဖွားကလေလေးထားမဲ့အောင်ခဲ့တော့လေတိတ်ပြီးတော့ပတ်စီပတ်တော့ဟိုမပြီးတာရှိမှာပေါ့တမီးရဲ့ အဲ့လိုမျိုးလေရွတ်တော့ဘလို့ထူးကြလဲအဖွား ဘယ်လိုထူးခြားလဲဆိုတော့အဖွားဖျားရှိခိုးပြီးလို့ရှိရင်အဲ့ဒါတွေရွတ်လို့ရှိရင်လူချစ်လူငယ်လည်းပေါ်တယ်တမီးရဲ့လူချစ်လူငယ်လည်းပေါ်တယ်အယောင်းဝင်လည်းကောင်းတယ် ဟုတ်ကဲ့ပါအဖွားအဖွားကလိုမျိုးပူဇော်ပြလို့အတွက်အဖွားကသမီးကနေပြီးတော့ဒါကုသိုလ်ပြုမှာပါပေါ့နော်ဒါအလူငွေ3000ကုသိုလ်ပြုခဲ့ပါပါဒါကတော့အလူရှင်ကကြတော့သမီးတို့တိုင်းချစ်ပြည်ချစ်အဖွဲ့ဝင်စင်ကာပူမှာနေထိုင်တဲ့မဝင်းရွှေစင်ဦးကလူတန်းတာပါဒီစီစဉ်လေးကိုစီစဉ်ပေးတာကြတော့တိုင်းချစ်ပြည်ချစ်အဖွဲ့ဝင်ကိုနေမျိုးဆက်ကစီစဉ်တာပါရှင် ကျေးဇူးတင်ပါတယ်သမီးရဲ့ကျမ်းမာကြပါစေချမ်းသာကြပါစေအန်တီရဲ့လေးလေးကင်းပါစေကကြီးသုံးပါလဲတော်နိုင်နှင်းနိုင်ကြပါစေလူရဆန္ဒတစ်လုံးတော်ရတဲ့ပြည့်စုံကြပါစေ